ဒီဗီဒီယိုလေးတော့ကျွန်တော်နားမလဲပါဘူးဗျာသူကဗာလဲလောက်ဝေးပွဲလဲနိုင်တယ်ကွာအော်ရောက်တဲ့ချိန်ကျသူနေပြလာသူဖြီလာတော့မသိဘူးထိုးလာငါထင်တာသူရှုံးလို့ထိုးသလားတော့မဟုတ်ဘူးဗျာသူနိုင်လို့ထိုးတာအဲ့သူကအပြီးသလားဆုံးမသလားကျွန်တော်လည်းမသေးခွဲတော့ဘူးဗျာတိတဲ့ပုဂ္ဂိုလ်ရှိရင်ကျွန်တော်ကိုမမှာတစ်ချက်လောက်ဒီမှာကြည့်လိုက်တော်တော်လေးဟိုဖြစ်တယ်လူဝိပွဲမှာလည်းမောအောင်ထိုးရသေးနိုင်ပွဲလည်းယူရသေးတယ်ကွာ option တဲ့ချိန်ကဒီတိုင်းပဲဖက်ပြီးလက်ခုပ်တီးပြရမှာဒါပေမဲ့ off ရောက်တဲ့ချိန်ကအထိုးခံရတယ်တီးခံရတယ်တော်တော်လေးကိုတီးတယ်တီးပြီးရင်လည်းသူကခက်တီးပဲစိတ်မှာကင်မရာသမားနဲ့တပ်ပုံရိုက်ရှင်းတယ်ဘာလို့မှကျွန်တော်နားမလဲဘူးဒီဗီဒီယိုလေးနားလဲတဲ့ဘုကိုမျက်စိကျွန်တော်တစ်ချက်ပြောပြပါသူနေပြလာသူဖြေလာတော့ကျွန်တော်လည်းမသိဘူးအလောက်ထီဗျာဒါပေမဲ့အဲ့ကောင်ကထိုးခံရတဲ့ပုဂ္ဂိုလ်မျက်နှာလေးကဒီတိုင်းပဲဗျာရိုးလေးပဲစိတ်ဆိုးတယ်မျိုးလည်းမပြောက်ဗျာဒါဘယ်လိုလဲကျွန်တော်လည်းနားမလဲဘူးဗျာ